မင်္ဂလာပါပရိသတ်ကြီးရဲ့ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ entertainment အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ mix set ပေးမယ်ဧည့်သည်တော်ကြီးကတော့တခြားသူမဟုတ်ပါဘူးတချို့ကအသီးတွေရဲ့ဘရင်လိုတင်စားကြတယ်လို့တချို့ကတော့သူ့အနံ့ရတာနဲ့အမလေးပြေးပြီးဟေးလို့អော်အားတယ်ကိုဒူးညန်းသီးပင်ဖြစ်ပါတယ်ခင်ဗျာကဲဒီမင်းသားကြီးအကြောင်းကို drama ဆန်းဆန်းဟာထလေးနှော်ပြီး share တင်ဆက်ပေးတော့မှာမို့မျက်တောင်းမခက်တန်းကြည့်ပေးကြပါအောင်နော်ပရိသတ်ကြီးရဲ့ဒူးညန်းသီးကိုအထင်မသိပါနဲ့နော်သူ့ကိုစားလိုက်တာနဲ့ရလာမယ့်အကျိုးကျေးဇူးတွေက Marvel ဇက်ကားထဲမှာလိုပါပဲဗျနံပါတ်1 Power Bank လို့အားပေးစီတယ်အလောက်တွေပြင်မှန်းပြီးဘက်ထရီကုန်နေပြီလားဒူးရင်ဒီတစ်စိတ်လောက်သာစားလိုက်ချက်ချင်းနဲ့အားတွေဘုံဘုံတက်လာပြီး Superman ဖြစ်သွားတယ်လို့ခံစားစီမှာပါနံပါတ်2 Happy Pill ပါပဲစိတ်ညစ်နေလား break up ဖြစ်ထားလားဒူးရင်ဒီသာစားလိုက်ပါသူ့မှာပါတဲ့ tryptophan ဓာတ်ကတင်းစိတ်ကိုကြည်လင်စေပြီးငါဘဝကြီးကตายရလိုက်တာလို့တောင်ထင်မဲ့ရစေမှာပါစားပြီးရင်တော့ပစိုးချုံအိတ်ချင်လာတော့ side effect မလေးနံပါတ်3သွေးရကောင်းစေတဲ့ဆရာကြီးသွေးရနည်းနေသူတွေအထွက်တော့သူကတန်တက်ဖြည့်ပေးမဲ့သွေးရကောင်းပါပဲဒါပေမဲ့ဒီမင်းသားကြီးမှာကြောက်စရာကောင်းတဲ့စီးကန်းချက်တွေရှိပါတယ်ဗျလူနဲ့အတီးမကွဲကျင်နေတော့ဒါတွေကိုလုံးဝရှောင်ရပါမယ်ပထမဆုံးအရက်ညက်တူးရင် the killer combo ဒါကတော့လုံးဝ big no ပါဒူးရင်တီးစားပြီးဘီယာလို့မော့လိုက်မယ်ဆိုရင်တော့လူလောကကြီးကိုနှုတ်ဆက်ပါရဲ့လို့ပြောလိုက်တာနဲ့အတူတူပါပဲဗျနှလုံးခုန်မြန်ပြီးအသက်အန္တရာယ်ရှိပါတယ်နော်နောက်တစ်ခုကတော့ Coke နဲ့ Coffee နှလုံးကိုဝန်းပိဆွေပြီးသွေးတိုးစေပါတယ်ဘိုက်ထဲမှာ gas အိုးပေါက်တယ်လို့တကွီကွီမြင်ချင်တယ်တော့စမ်းကြည့်ပေါ့ဗျာနောက်ဆုံးကတော့ကြက်သားစိတ်သားလို့အပူစားတွေပါအပူပေါ်အပူစင်ပြီးကိုယ်တွေပူခေါင်းတွေကိုက်ချွတ်သွားနိုင်ပါတယ်ကဲနောက်ဆုံးအနေနဲ့ဒူရင်သီးစားမယ်ပရိသတ်တွေအတွက် funny tips လေးပေးချင်ပါတယ်ဗျာ tip number 1ပါစပ်ပိတ်ထားပါဒူရင်သီးစားပြီးရင်ဘေးလူကိုအားနာတဲ့အနေနဲ့စကားသိမ့်မပြောပါနဲ့တင်ပါစပ်ကထွက်တဲ့အနံ့ကနျူကလ িয়ার လက်နက်လောက်ပြင်းထန်နိုင်လို့ဘေးလူတွေမူးလဲသွားနိုင်ပါတယ်ဗျာ tip number 2 dating မလုပ်ပါနဲ့ကောင်မလေးနဲ့ချင်းတွေကနေဒူရင်သီးမစားပါနဲ့မုံဟင်သိန်းချစ်သူကနင်းကိုချစ်လားဒူရင်သီးကိုချစ်လားဆိုတဲ့မေးခွန်းထုတ်ပြီးထွက်ပြေးသွားနိုင်ပါတယ်ဗျာနောက်ဆုံးတစ်ခု tip number 3ရှေးရောင်နီးပညာအပူငင်းရအောင်ဒူရင်သီးအခွန်နဲ့ရီထဲတောက်တာကစိတ်ပန်နီးပညာကြလာတော့မထီဘူးဒါပေမဲ့ပကံဆေးကတတ်တာကတော့ share ပါပဲခင်ဗျာကဲပရိသတ်ကြီးရဲ့ဒူရင်သီးဆိုတာအရသာရှိတဲ့ဘရင်တစ်ပါးဖြစ်ပေမဲ့အလွန်အကျွံစားရင်တော့လူဆိုးဖြစ်သွားနိုင်ပါရဲ့နော်ဒါကြောင့်အရသာလည်းရှိဘေးလည်းကင်းအောင်အသင့်ပဲစားကြပါလို့တိုက်တွန်းရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်ကိုဒီမှာပဲနားပါရစေနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်နော် bye bye